Hello ကျွန်တော်မိုက်နေကောင်းလား Okay နေကောင်းပါလေကြားရရဲ့လားကောင်းကောင်းကြားရတယ်အခုစောစောကမကြားဘူးမိုက်ဒီအပိုင်းငယ်အတွင်းဒီမိထီလာကစကြတဲ့အတီကရုပ်တို့အမဘယ်လိုများမြင်ပါသလဲခင်ဗျာမားတော့လေဒီလိုဟာမျိုးဆိုတာလူနည်းစုကနေစဖြစ်တယ်လို့ပဲမြင်တယ်လေဒါတော့ပထမအစတာရိုးရိုးခိုင်ရန်တော့တာဖြစ်တာပေါ့နော်တရားနဲ့တရားဒီလိုစိတ်မထင်းတာနေဖြစ်ပြီးတော့အဲ့ဒီဟာကနေပြီးတော့ဘာသာချင်းမတူတဲ့ဟာမှာဒါကိုအခါတဲ့ကြီးထွားစေတာပေါ့ဒါပေမဲ့ငါအမြင်မှာတော့ငါတို့နိုင်ငံကလူအများစုကအေးအေးဆေးဆေးပဲနေကြပါလေဒီလိုလဲတရားနဲ့တရားတိုက်ခိုက်ခြင်းနဲ့စိတ်မရှိပါဘူးရှိတယ်ဆိုလို့ရှိရင်ဒါမှတော့ဘယ်လို့မှအားမပေးသင့်ဘူးအထူးသဖြင့်အကြမ်းဖက်မှုဆိုတာတော့ဘယ်လိုနည်းနဲ့မှခွင့်ပြုစရာအကြောင်းမရှိဘူးဘာစင်ကျင်နဲ့မှအကြမ်းဖက်ဖို့မရှိဘူးလို့ငါတို့ဒီလိုပဲမြင်ပါတယ်ငါတို့ကိုယ်တိုင်လည်းအဲဒီ20ကျော်အကြမ်းမဖက်ဘူးဆိုပြီးတော့တောက်ပြီးတော့ခံခဲ့တာပဲဟုတ်ကဲ့ခင်ဗျအမဒီအတိကယုံမှာတန်ဃာတွေနဲ့ပတ်သက်လို့ဟာတချို့ကဒီဒုက္ခရောက်နေတဲ့မွတ်စလင်တွေကိုပဲမိမိတို့ဘုန်းကြီးကျောင်းမှာခေါ်ကဲတင်စောက်ရှောက်ထားတဲ့တန်ဃာတော်တွေလည်းရှိခဲ့ပါတယ်တပြိုင်နက်မှာစူပူဖြက်စီးမှုမှာပါဝင်တဲ့တန်ဃာတော်တွေလည်းရှိတယ်ခင်ဗျအဲ့ဒါကျွန်တော်တို့သတင်းတောက်တွေကိုယ်တိုင်ပေါ့လေပစ္စည်းသိမ်းခံရတဲ့ဓာတ်ထောက်ပြီးချင်းချောက်ခံခဲ့ရတယ်ရှိပါတယ်ခင်ဗျနိုင်ငံသားတွေကဆိုရင်ရွှေဝါရောင်တော်လာရေးမှာတော့တန်ဃာတော်တွေမြစ်တာပုတ်ကြွချီခဲ့တဲ့ဖြစ်ရတဲ့နှိုင်းပြီးတော့တော်တော်အောနေကြတယ်ခင်ဗျအမဘယ်လိုမြင်လဲခင်ဗျဒါတော့လေပုရုဇဉ်တွေပဲဟာဒီလိုပဲဖြစ်မှာပဲဗုဒ္ဓဘာသာတန်ခါတော်တွေအားလုံးကလည်းသဘောထဲမှာမဟုတ်ပဲဒါပေမဲ့ဟိုကတော့ဒီလိုဂယုဏနဲ့မေတ္တာနဲ့ဘာသာကြားဖြစ်ပေမဲ့လည်းကဲတင်တဲ့တန်ခါတော်တွေပုဂ္ဂိုလ်အရေးအရာလည်းလေးစားတယ်နိုင်ငံအတွက်လည်းလေးစားတယ်ခုနကပြောသလိုပေါ့နော်ဒီလိုအထင်မှားတာတွေအထင်သေးသွားတာတွေပါလေဟာအဲ့ဒီလိုမေတ္တာဂယုဏနဲ့တကယ်ကိုတတ်တိနဲ့ပေါ့နော်လုပ်ပြတဲ့တန်ခါတော်တွေကြောင့်မလို့ပြန်ပြီးတော့နိုင်ငံရဲ့ဂုဏ်တိတ်ခါလည်းပို့ပြီးပြန်ပြီးတက်လာနိုင်တယ်လို့ဒီလိုပဲမှတော့ယုံကြည်တယ်ခုနကပြောသလိုပုထုဇဉ်တွေဆိုတာဗထက်မှာဆိုလို့ရှိရင်အစွန်းရောက်တတ်တဲ့လူတွေလည်းရှိတာပဲနော်အဲ့တော့အဲ့ဒါတော့ထိန်းရမှာပဲဟိုအမကတော့ဒါမလွတ်ထားသင့်ဘူးလို့ထင်တယ်အထူးသဖြင့်တော့ကာယကံရှင်တွေကကိုယ်တိုင်ထိန်းရမယ်လို့ကိုသုံးသပ်ရမယ်ပေါ့အစွန်းရောက်တယ်ဆိုတဲ့စိတ်ဓာတ်ဟာဘာအကျိုးရှိလဲဟိုမိမိအတွက်ကောမိမိရဲ့ပတ်ဝန်းကျင်ရဲ့အတွက်ကောမိမိရဲ့နိုင်ငံအတွက်ကောလူသားတွေအတွက်ကောဘယ်လိုအကျိုးရှိလဲအကျိုးမရှိတဲ့ကိစ္စဆိုလို့ရှိရင်မလုပ်ရဘူးပေါ့ဒါကုသိုလ်လားအကုသိုလ်လားဒါဟာဟိုတေးသေးချာချာစဉ်းစားလို့ရှိလို့ရှိရင်အဖြေပေါ်ပါတယ်အဖြေပေါ်တဲ့အပေါ်မှာအခြေခံပြီးတော့လှုပ်တင်လှုပ်ထိုက်တာကိုလုပ်ရမယ်မလုပ်တင်တာကိုမလုပ်ရအောင်ဒါလူတိုင်းမှာတယောက်ချင်းမှာရှိတဲ့တာဝန်ပါပဲမြန်မာပြည်မှာအတိကယုံတွေကပထမရခိုင်မှာဖြစ်တယ်မှာနောက်မုံရွာမအူပင်အခုနောက်ဆုံးမိထီလာတခြားမြို့တွေပေါ့လေဖြစ်ပွားတဲ့အကြောင်းရင်းတော့မတူပါဘူးဆိုတော့ညာလဲဒီလိုအဖြစ်ပြက်တွေဇက်တိုက်ခတ်စိတ်ပေါ်ပေါက်နေတာမှဘယ်လိုလဲအဲ့ဒါနဲ့တချို့ကတော့ပြောတာပေါ့နော်လှုံ့ဆော်တဲ့လူတွေအဖွဲ့တွေရှိတယ်လို့ပြောတာပဲဒါပေမဲ့ဒါလို့ဟိုမိမိရသက်တည်ထောက်ထားတော့ဟိုဘယ်သူမှတော့ထုတ်ပြတာတော့မရှိသေးဘူးပေါ့နော်ဒါတော့ထင်ကြီးတွေရှိတာပေါ့နောက်တစ်ခုကလည်းဒါဟိုဖတ်ဖူးတာလေးလာဘူးတာဟာကြည့်ရလို့ရှိရင်တိတ်ရိုးစင်းလွန်းတယ်လို့ထင်ပေမဲ့လည်းဒီဟာဟိုအိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဘာသာရေးအထီးကျုံတွေဖြစ်ခဲ့တယ်ဆိုတာဟိုအရင်ကိုလိုနီလက်ထက်ကလေးဖြစ်ခဲ့တယ်လေဟိန္ဒူမွတ်စလင်ပေါ့အဲ့ဘာသာရေးအထီးကျုံတွေဖြစ်တဲ့အချိန်ကအမြဲပဲຫນွေအချိန်မှာဖြစ်တယ်ຫນွေအချိန်မှာဖြစ်တယ်ဆိုတော့ဘာဖြစ်ဆိုပူလောင်တယ်လူတွေကကိုယ်ခန္ဓာပူတော့စိတ်တရားလည်းစိတ်တိုးလာတယ်ပါတယ်တချို့ကထင်မယ်ဒီလောက်ရိုးရိုးစင်စင်လေးစဉ်းစားရလားဒါပေမဲ့ဒါဟာတကယ်အဖြစ်အပျက်အတွေ့အကြုံပဲသူအဲ့ဒီတုန်းကအုပ်ချုပ်ရေးကအမြဲပဲတည်တယ်ဒီຫນွေရာသီမိုးမကြခင်အချိန်မှာဆိုလို့ရှိရင်အထီးကျုံတွေဖြစ်တတ်တယ်ဆိုတာအဲ့တော့ဒါလည်းဟိုတဘာဝကြပါတယ်ဆိုတော့ငါတို့ပြည်သူအများစုကဘယ်မှာ air conditioning နဲ့ပန်ကာနဲ့နေနိုင်လို့လဲတက်တဲပူပူလောင်လောင်နေရတဲ့အခါကျတော့စိတ်တွေပါပြီးတိုးကြတာပေါ့အဲ့ဒါလည်းတဘာဝကြပါတယ်ဒီအပြင်မှာလည်းငါတို့နိုင်ငံမှာစပတ်ခါမကြခဏပြောပါတယ်ဟိုအလုပ်လက်မဲ့တွေများနေတယ်အဲ့တော့အလုပ်လက်မဲ့ဖြစ်နေတဲ့ပုံကူများဟာဆိုလို့ရှိရင်စိတ်ထဲမှာမကျေနပ်မှုတွေရှိမှာပဲဒါလည်းတဘာဝကြပါတယ်အဲ့တော့ကျွန်တော်တို့ကဘာသာရေးဘက်တင်မဟုတ်လူမှုရေးဘက်နိုင်ငံရေးဘက်စီးပွားရေးဘက်အားလုံးလုပ်ရမယ်ဘာသာရေးဘက်မှာတော့ဘာသာရေးခေါင်းဆောင်များကနေပြီးတော့ဥဆောင်ပြီးလုပ်တာအသင့်တော်ဆုံးလို့ထင်တယ်လေလူမှုရေးနိုင်ငံရေးဘက်ကတော့လူမှုရေးနိုင်ငံရေးဘက်ကလူတွေလုပ်ရမှာပေါ့။ဘာကတော့ဥပဒေစိုးမိုးရေးကိုအမြဲပဲအလေးထားပြီးပြောတယ်။ဥပဒေစိုးမိုးရေးမရှိလို့ကတော့ဒီလိုကိစ္စတွေကအသေးအနေကြီးတာနေပြီးတော့ကင်တွယ်လို့မရတဲ့အထိဖြစ်သွားမှာပဲ။ဟုတ်ကဲ့မှာကမိုင်တော်လိုင်းနေ့အခမ်းအနားကြောက်ပြောပါဦးအမကိုအခုလိုပထမဆုံးအချိန်ဖိတ်ကြားခဲ့တာနဲ့ပတ်သက်ပြီးပြည်တွင်းပြည်ပမှာတော့ဒါတော်တော်ထူးခြားတဲ့ကိစ္စတစ်ခုဖြစ်ဝေဖန်ပြောဆိုနေကြပါတယ်ခင်ဗျာအမကျေးဇူးတင်ပါတယ်ဒီလိုဖိတ်ထားကိုဟိုကျေးဇူးတင်တယ်နောက်ပြီးတော့သွားရတာလည်းဂုဏ်ယူပါတယ်ငငယ်တုန်းကတော့မေမေတို့ကနေပြီးတော့အဲ့တော်လိုင်းနေ့မှာအတက်တွေကိုသွားပြီးတော့ဟိုကြိုးလာတွေပဲထဲမှာပါတယ်ဟိုမှတ်မိတယ်ပေါ့နော်မှတ်မိဆိုရေးလေးမှတ်မိတာပေါ့ဒါပေမဲ့ဘာလို့သိပြီးတော့ငယ်တော့ဒါဖိဖိဆုံးပြီးဒုဒ္ဒရခါစားဆိုတော့
3-4 နှစ်အရွယ်တွေပေါ့အဲ့တော့မလိုက်လဲမလိုက်သွားပါဘူးဒါပေမဲ့တိတော့တိနေတာပေါ့ဒီလိုဟာတွေရှိတယ်ဒါကတော့ပထမဦးဆုံးချိန်တက်ဖူးတာပဲလေတော်လှန်ရေးနေ့လို့မတို့ကအမြဲခေါ်တယ်ပေါ့ဒါပေမဲ့ဘိုးချုပ်မင်းအောင်လှိုင်ကနေပြီးတော့ဒီနေ့ဟာဖက်စစ်ကိုတော်လှန်ခဲ့တဲ့နေ့တမတော်နေ့လို့ဘာဖြစ်လို့ခေါ်လဲတမတော်ကဘယ်တုန်းကစတင်ခဲ့တယ်ဥပမာ29ရက်နေ့ဒီဇင်ဘာ1942ခုနှစ်မှာစတင်တည်ထောင်ခဲ့တယ်ဆိုပြီးတော့အဲ့လိုပြည့်ပြည့်စုံစုံပြောသွားတော့အရန်အားရတယ်နောက်ပြီးတော့ဖိဖိအကြောင်းလည်းပြောသွားတယ်ပေါ့နော်ဖိဖိကိုလည်းတမတော်ဖခင်အနေနဲ့ပြောသွားတော့ဝင်းတာတယ်အားရတယ်နောက်ပြီးတော့ကျေးဇူးလည်းတင်ပါတယ်ဘုချုပ်ကြီးမင်းအောင်လှိုင်မိန့်ခွန်းတစ်ခုလုံးခြုံပြီးတဲ့ဆိုရင်အမဒီချက်တွေတွေ့တယ်ပေါ့တခြားရောကျို့နိုင်ငံသားသတင်းဌာနတွေကဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုစောင့်ရှောက်ရမယ်ကာကွယ်ရမယ်ဆိုပြောတာအဲ့ဒါကိုမိမောင်းထိုးပြီးပြောပါတယ်ဒါနဲ့မှအမြင်မှာတော့ဒါကတော့တိတ်ထူးထူးဆန်းဆန်းလည်းမဟုတ်ပါဘူးအရင်လည်းပြောနေကြရှိခဲ့ပါတယ်အဲ့တော့တကယ်ဆိုလို့ရှိရင်ပေါ့နော်ထူးရတဲ့ဟာတွေကိုကြည့်ရမှာမကြည့်ဘဲနဲ့ဒီသမျိုးကြဟာကိုပဲထပ်မိမောင်းထိုးပြီးတော့ကြည့်တာတော့နည်းနည်းချင်းဝင်ရှာညီမျှမှုမရှိဘူးလို့ကတော့မြင်တာပဲဟုတ်ကဲ့အမရှေ့ဆက်ပြီးတော့အမနဲ့ဒီတက်မတော်ခေါင်းဆောင်ပိုင်းနဲ့ဆက်ဆံရေးကဘယ်လိုများရှိလာနိုင်မလဲခင်ဗျာဒါကတော့အမြဲပဲကောင်းစီချင်တာပဲဒါအမြဲပဲပြောခဲ့တာပဲတက်မတော်နဲ့ဆက်ဆံရေးကောင်းခြင်းနဲ့တက်မတော်ပေါ်မှာစေတနာထားတယ်ပြည်သူနဲ့တက်မတော်ကြားထဲမှာလည်းဆက်ဆံရေးကောင်းစီခြင်းနဲ့ဒါဟာနိုင်ငံအတွက်လိုအပ်ချက်တစ်ခုပါပဲဟုတ်ကဲ့အဲ့ဒီနေရာကိုအမပေးမှကျွန်တော်ဗိုလ်ချုပ်စောဝင်းတွေ့တယ်ခင်ဗျာအမနဲ့တွေ့ခဲ့ရတဲ့အဲ့ဒီနေရာတက်မတော်ခေါင်းဆောင်တွေရဲ့ဆက်ဆံရေးကတော်တော်အဆင်ပြေပါလားခင်ဗျာအဆင်ပြေပါတယ်ဗိုလ်ချုပ်ကြီးစောဝင်းလည်းအစတွေကသိပါတယ်နေစားစီပင်ကဒုတိယဝန်ကြီးအနေနဲ့လည်းတွေ့ဘူးပြောဘူးပါတယ်အဲ့ဒီနေ့မှတွေ့တာမဟုတ်ပါဘူးဟုတ်ကဲ့ခင်ဗျာမအခုပုဂ္ဂလိကသတင်းစာတွေပြန်ပြီးထုတ်ဝင်ရတဲ့ကိစ္စကိုတခုများမှတ်ချက်ပေးနိုင်မလားမတော့ဝင်လာတာပေါ့ဒါပေမဲ့သတင်းစာတခုဖြစ်မြောက်ရေးဆိုတော့တော်တော်ရုန်းကန်မယ့်ကိစ္စအထူးဆင့်ပေါ့နော်အခုလို internet ခေတ်မှာဆိုလို့ရှိရင်သတင်းစာတွေကပို့ပြီးတော့ရုန်းကန်တဲ့အနေအထားမှာရှိတယ်အောင်မြင်စေချင်ပါတယ်တချို့ကတော့ပြောတာပေါ့နော်သတင်းစာခေတ်ကြီးမဟုတ်တော့ဘူးပေါ့သတင်းစာရဲ့ကဏ္ဍမှိမ့်မိန်လာပြီပေါ့ဒီ internet တွေပါလေကြောင့်မလို့အဲ့လိုဆိုရင်ပို့ပြီးတော့ရုန်းကန်မှာပေါ့ဟုတ်ကဲ့အမတို့ပါတီသတင်းစာရောဘယ်တော့ထွက်မလဲခင်ဗျာအဲ့ဒါလည်းရုန်းကန်မှာပဲဘာဖြစ်လို့ဘုန်းကြီးကသတင်းစာတွေတော်တော်များများထွက်မှာဆိုလို့ရှိရင်မတို့ကလည်းရှင်းပြရမယ်လေနောက်ဘာပဲပြော NLD ကဒီလောက်တောင်မှငွေရေးကြေးအရာခြောင်နေတဲ့အဖွဲ့အစည်းတစ်ခုမှမဟုတ်ဘူးဒီလက်ရှိထုတ်တဲ့သတင်းစာတချို့မှာသတင်းရေးသားတဲ့ပုံမှာသတင်းနဲ့မတူဘဲနဲ့အစည်းအဝေးမှတ်တမ်းဒါမှမဟုတ်ထုတ်ပြန်ကြေညာချက်နဲ့တူနေတယ်ခင်ဗျအဓိကအချက်အရင်ဆုံးမပြောဘဲဖဲကြိုးဖြတ်တာတွေဘူပေါင်းထုတ်တာတွေတိုင်းဝိုင်းနေတာသိများတာပဲအဲ့ဒါကိုအမှတ်ဘယ်လိုထင်လဲအဲ့ဒါလေးသတင်းစာလက်ခွင့်မရှိခဲ့တဲ့နှစ်တည်းရဲ့အကျိုးဆက်ပေါ့ရလာပေါ့သတင်းစာဆိုတာလေတခြားဟာတွေလိုလေ့ကျင့်မှုရှိမှကျွမ်းကျင်မှုရှိမှအဆင့်ကမြင့်လာတာပေါ့ဒါပေမဲ့မတို့ရဲ့မီဒီယာထဲမှာလုံနေတဲ့လူငယ်တွေထဲမှာပါအားရတဲ့သူတွေအများကြီးရှိပါတယ်လူငယ်တွေကတော်ပါတယ်အဲ့ဒီလူငယ်တွေကိုပို့ပြီးတော့လည်းတော်ခြင်းနဲ့အဲ့ဒီသူတို့ရဲ့အင်တာမပေါ့နော်တက်ကြွပြီးတော့မှန်ကန်တဲ့စိတ်ဓာတ်တွေကိုလည်းထိမ့်သိမ်းသွားစေခြင်းနဲ့ဟုတ်ကဲ့ခင်ဗျနှစ်တကူတွေကျွန်တော်အမှတ်တရတစ်ခုချီးမြှင့်ပါဦးမှာစကားလက်ဆောင်အဲ့ဒီကလက်ဆောင်ကပြောအောင်မယ်ဝါတခုဆိုလို့ရှိရင်တခုပြောပါအောင်လို့ပြောတာဒီထဲမှာတကယ်စိတ်ထဲမှာလေဘာမှထူးထူးခြားခြားမလို့တော့ထူးထူးခြားခြားပြောနိုင်ရမှာလေလို့အဲ့လိုပဲစိတ်ထဲမှာရှိတယ်လည်းဒီနိုင်ငံတွေကနိုင်ငံသူတယောက်ပဲပေါ့ဟုတ်ပါတယ်ဆိုနိုင်ငံရေးအရာဥဆောင်တဲ့နေရာမှာရှိနေတဲ့အခါကျတော့တာဝန်အရာပြောရမှာဟာရှိတယ်ပေါ့နော်လုပ်ရမှာရောရှိတယ်ဒါပေမဲ့အနေနဲ့စကားတခြားလူတွေစကားတွေပို့ပြီးတော့တန်ဖိုးရှိတယ်လို့အဲ့လိုတော့တိတ်မမြင်ဘူးတခုပဲရှိတယ်ပေါ့နော်ပြောသမျှတော့တတ်နိုင်သမျှကိုယ်စိတ်ထဲကတကယ်ကိုမှန်နေလို့ထင်လို့ပြောတဲ့စကားတွေပဲဖြစ်စေခြင်းနဲ့အဲ့ဒါကြောင့်မလို့နှစ်တကူအတွက်ပြောရမယ်ဆိုလို့ရှိရင်နှမျိုးပြောခြင်းနဲ့ပေါ့နော်တစ်မျိုးကတော့တို့နိုင်ငံကပြည်သူပြည်သားတွေရဲ့ဘဝတွေဟာပြောင်းလဲတဲ့တော့မပြောင်းလဲသေးဘူးဆိုတော့သိပါတယ်အဲ့ဒီဟာကိုလည်းဒီလိုဘဝတွေမပြောင်းလဲသေးတဲ့ပြည်သူတွေကိုနားလည်စေချင်ပါတယ်အဲ့ဒီဟာတွေသိတယ်ဒါကြောင့်မလို့ပို့ပြီးတော့ပြောင်းလဲမှုရှိအောင်လည်းတတ်နိုင်သမျှစူးစမ်းနေပါတယ်အဲ့ဒါတစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကလည်းပြည်သူတွေအနေနဲ့လည်းစူးစမ်းကြပါဆိုတော့ကိုယ့်ဘာကိုတူးချင်းအရေးချင်းတက်အောင်လို့အရေးချင်းဆိုတော့စိတ်ထားကနေပြီးတော့စပါတယ်စောစောပိုင်းကတို့စပြောတဲ့ကိစ္စမှာဆိုမိတ်ချီလာလို့ကိစ္စမျိုးပေါ့နော်အဲ့ဒါစိတ်ထားစတာပဲအဲ့လိုဟာမျိုးတွေမဖြစ်အောင်လို့ပြည်သူတွေနဲ့ကိုယ့်ရဲ့စိတ်ထားတွေကိုမြင့်တဲ့မြင့်အောင်လို့စူးစမ်းကြပါတို့အနေနဲ့ကတော့ပြည်သူတွေရဲ့ဘဝတွေမြင့်တဲ့မြင့်အောင်လို့စူးစမ်းပါမယ်လို့အဲ့လိုပဲပြောချင်ပါတယ်ဟုတ်ကဲ့မအေးကျေးဇူးထူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုကမောင်ဆိုလည်းနှစ်တကူမှာတောင်းကျလို့ဆန္ဒအဝါဝါနဲ့ပြည့်စုံပါစေဟုတ်ကဲ့မအေး